မင်္ဂလာပါရှင်အခုကျမတို့တဲတဲ့ဟိုတယ်ရဲ့ toilet လေးကိုကျမပြပေးခြင်းလို့ပါရှင်ဒီလောက်အကျယ်ကြီးဆိုရင်တော့ကျယ်ပါတယ်ပေါ့ဒါကျယ်တယ်ပေါ့နော်ရတယ်ဒီအနေထားရ okay တယ်ဒါပေမဲ့ဒီ toilet ကြီးကိုဒီဘက်ကတ်ထားတော့ဦးပမာပြမနော်တစ်ချက်လားငါတက်နေဝမရတော့ငါတက်နေဝမရတော့ထိုင်ဖို့အဲ့လိုထိုင်မှာပဲရမယ်သဘောရှိရတော့လည်းစစတင်ငါတက်နေဝမရတော့နည်းနည်းလေးခြေတော့တစ်ခါလေအဲ့လိုကားစင်တာကမရဘူးဟဲ့ဒီဖက်ကြီးကတ်ထားအဲ့ဒီလားအကျဲပါဟဲ့နော်ဟုတ်လေပဲရေချိုးခါတော့ဒါပေါ့ဒီလိုချားထားတဲ့သူ့ပုံစံကြတယ်ဘယ်လိုခံစားရလဲဆိုတစ်ခါချိုး300အဲ့လိုမျိုးခံစားရတယ်ဘယ်လိုဖွဲ့ရမလဲတော့ငါလည်းမပြောတတ်ဘူးတို့ပဲအဲ့လိုခံစားချက်ကအဲ့လိုလေးရကျွန်မအပြအကျဉ်းဆုံးတော့ဒီ toilet ပေါ့ဘာဖြစ်လို့ဒီဖက်ဒီကတ်ထားတယ်လို့ဒီနားလောက်လေးမရဘူးလားဒီအလဲလောက်လေးဆိုအဆင်မပြေဘူးလားအခုကြီးကြဟဲ့အေးကနေရတဲ့ကောဘာမှစင်ပြေတော့နော်ဘေးစင်နဲ့တခါလည်းကြိုက်နေတယ်ဒါလေးတော့ဘေးစင်လေးပေါ့ဟုတ်ကျေးဇူးအဲ့လေးပြတာပါလား